Cause Canopy Cap ကိုကြည့်လိုက်အောင်ဒီကောင် new in ပါလာတယ်ဒီမှာ show လိုက်အောင် new in ဒီမှာကြည့်အောင် new in ဟုတ်တယ်နော်ပြီးမှ AC ပြောမယ်ဒီမှာ new in Canopy Cap ကဟိုတလောကကြိုက်ပြလိုက်တော့တော်တော်လေးကြိုက်သွားတယ်ပြမှကြိုက်တဲ့ဘော်ဒါတွေကိုပြလိုက်တော့မယ်ကဲဟုတ်တယ်ထပ်ပြလိုက်မယ် new in ဗျာနားပြီဗျာ new in တော့ဒီလား new in တော့ဒီလား show လိုက်အောင်ဒါအောင်မယွန်းပါဘူးယူမှလဲ show လိုက်အောင်ဗျာဒီမှာကြည့်အောင်ဗျာလှလားမလှဘူးလားclassic လုံးဝ classic standard ကျွန်တော်ပူစားနေရဆို classic standard တော်တော်မိုက်တယ်ကျွန်တော်တော်တော်ကြိုက်ဆုံးကောင်းလို့ဖြစ်သွားပြီလောလောဆယ်ကနေဘီကတော်တော်လေးအချိုးစားလဲမိုက်တယ်သူတက်ဆရာကဒီကနေဘီနဲ့ဒီကနေဘီတော့မတူဘူးเนาะဒီကောင်ကကြတော့ဖြောင်းဗျာမဖြောင်းဒီကောင်ကဒီမှာကြည့်ဒီကောင်တက်ဆရာတွေပါတယ်တက်ဆရာပုံစံမျိုးနဲ့တွားတာတော်တော်လေးမိုက်လဲတာကိုတုံးတာမတူတဲ့ပုံစံမျိုးဗျာ material ကွာသွားတယ်အပေါက်ကတော့အတူတူပဲအပေါက်ပါတယ်ဒီဘက်ကအပေါက်လေးအပေါက်ဆိုတော့ breathable အပေါက်ကိုပြောတာနော်အထဲမှာလည်းအညိုတွေတုံးတာဆိုတော့ဒီအညိုနဲ့ပြန်ချိတော့ဒီမှာညိုဂရီဘာအညိုနော်ဂရီဘာအညို for sure အညိုမို့တော်လေးမိုက်တယ်ကနေဗီတွေကဒါယူတဲ့ပေါ်တာကျွန်တော် share ပဲဒါပေမဲ့ဈေးလဲဒီကောင်တွေကဟိုဒီကောင်တော့မချအဲ့လိုလေးရှိတယ်ဗျာအဲ့ဒါလေးတော့ရှိတယ် new in ဆိုတော့ new in ဆိုပေမဲ့မချဘူးလို့မချတယ်နော်ချတယ်ဆိုတာ10-20မဟုတ်ဘူး30-40ဒါလေးချတယ်နော်အဲ့လိုပုံစံသွားတယ်ဆိုတော့အသားလေးချတယ်ဒီကောင်ကနေဗီတွေတော်လေးမိုက်တယ်တော်လေးမိုက်တယ်အရန်ကြိုက်တယ်ကျွန်တော်ပုံတွေ့တယ်ဟိုနေ့လောကကျွန်တော်အော်အဲ့ဒါကြီးလေကြောအောင်မကြောရသေးဘူးနော်ပြီးမှကြောင်းမယ်ဗျာနောက်တစ်ခေါက်မှသွားကြရှိတယ်လက်ကော့ကပြီးခဲ့တဲ့နေ့ကရောင်းဟောဖြစ်လို့ဆိုပြီးတော့ကျွန်တော်လက်ဆောင်တွေ coffee ထားပါတယ်ယေးလက်ကော့ company ကနေပြီးတော့လက်ဆောင်တွေ coffee ထားအဲ့ဒါတွေပြီးရင်ကြောရမယ်အဲ့ဒါသွားယူတဲ့အချိန်မှာကျွန်တော်ဒီဟာလေးတွေ့ခဲ့တော့တော့အားလာတယ်ပါညာပေါ့ကျွန်တော်ပြောလို့ရှိတယ်ဘော်ဒါတယောက်ကဘော်ဒါတယောက်တော့ customer ပြောတာနော်ကျွန်တော်ဘော်ဒါပြောနေကျွန်တော်တကယ်ကြီးနေပဲထိုင်ဝင်နေတယ်မနေနေဆိုတော့အဲ့ဒါ तू ကဒါလေးလိုချင်တယ်မိုက်တယ်တော်တော်လေးမိုက်တယ်ကျွန်တော် fully recommend ပေးတာတော်တော်မိုက်တယ်နော်အဲ့ဒါ၄-၅ရက်တော့ဒီကောင်ထွက်သွားတယ်တကယ်လို့နော်ဒါလေးရှိသေးလားမသိကျွန်တော်အယောင်လေး site လေးတွေလာပြောပြီးကြိုက်တာလေးလာပြောဒါကနေပြီကပါကောနဲ့ကွာတက်ရှာပဲနော်နံပါတ်1တက်ရှာပဲဒီကောင်ဒီမှာဒီလိုအချိုးစားလေးသွားတာဗျာပြီးတော့နည်းနည်းလေးဒီခြေကုံကားလို့ကျွန်တော်ခံစားရတယ်ဒီကောင်ရှိရပြီးတော့နည်းနည်းလေးပိုချွန်တယ်လို့ခံချွန်တယ်ဆိုတာ white ပြီးတော့အချွန်လေးဗျာဒီလို white ချွန်တယ်အဲ့တော့ခြေပြားထည့်ရတာပိုကောင်းလိမ့်မယ် power cord ထက်ဆိုင်ဒီကောင်လေးကမတူဘူးဗျာဝေးရခြင်းမတူဘူးအောက်က bounce တွေပါရတိတ်တော့ပြောကြမလို့ auto light တွေကကျွန်တော်အများကြီးပြောကြမလို့တော့အခြေကုန်မတူဘူးနော်တစ်ကောင်နှစ်ကောင်သုံးကောင်လက်ကော့စီးတာအောက်မှာ၄ကောင်နော်လက်ကော့စာရေးထားတဲ့ဟာနဲ့မိချောင်းအကောင်လေးနဲ့ပြောပြတာโอเคဆိုတော့ဒီမှာလေးဒါလေးလည်းတော်တော်လာနော်ရှင်းကြည့်လို့ရပါတယ်အဓိကခုနကကျွန်တော်ပြောတဲ့အချိုးလေးပဲဒီအချိုးလေးတွေဒါကနေဘီရဲ့အချိုးပေါ့တော်တော်လေးထွားရတယ်သူ့ပုံစံပြီးတော့ဒီကောင်ကဒီမှာတော့ဒီလိုပိတ်စားနဲ့ဒီကောင်ပြန်ချုပ်ထားတာပဲပြန်သွားတာဟိုကောင်ကကြတော့ power cord ကြတော့ဒီမှာ train ထားတာလက်ကော့ဆိုပြီးအဲ့ဒါလေးတော့ကွာသွားတယ်နော်ဒီကောင်လေးကဒါကို main VN နဲ့လာတယ်ဆိုတော့ဒီကောင်လည်း main VN လားမသိဘူးကြည့်လိုက်မယ် main VN လက်ကော့ဆိုတော့များ main VN တော့များပါတယ်နော်ဒါပေမဲ့ China မရှိလည်းရှိတယ်နော်အကုန်ရှိတယ်အင်ဒိုနီးရှားလည်းရှိတယ်ချိုးပြောရသေးတယ်နော် okay main နဲ့လုံးဝအထုစစ်မခွဲပါနဲ့ချောင်းနဲ့တူကြည့်ပါအတူချောင်းလားအစိတ်ချောင်းလားအဲ့ဟာနဲ့ခွဲအုံနောက်သုံးပြီးခွဲ okay တက်တာ bye bye